Hello Alice ပါ Alice ဒီနေ့မှာတော့ Hua Hin ရဲ့ night market လေးကိုခေါ်သွားပေးပါမယ် night market မှာဘာတွေစားစရာလို့ရှိမလဲ activity တွေကဘာလေးတွေလုပ်စရာရှိမလဲဆိုတာကိုလည်းဒီ video လေးမှာပြပြပေးပါမယ်ပေါ့နော်စားစရာအနေနဲ့ကတော့သူကအသီးလေးတွေနဲ့လုပ်ထားတဲ့ဆိုင်တော်တော်များများရှိရဲပြီးွားပြီဆိုရင်ဒီ Thai မုတ်လေးတွေဖြစ်တဲ့ဒီခေါင်းမုတ်လို့ခေါ်တဲ့မုတ်လေးတွေအပြင်ကိုမှလုပ်စရာ activity လေးကတော့ဒီလိုမျိုးပလဲလေးတွေနဲ့ကိုယ်တိုင်လုပ်ရတဲ့ဆွဲကြိုးဆိုင်လေးရှိမယ်ပေါ့နော်ပြီးွားပြီဆိုရင်တော့ဒီလက်ဆောင်ပစ္စည်းလေးတွေဝယ်ပေးချင်တဲ့လူတွေအတွက်ဒီလိုလက်ဆောင်ပစ္စည်းလေးတွေဝယ်ပေးလို့ရတဲ့အပြင်ကိုမှ customize လုပ်ထားတဲ့ဒီလိုမျိုးအိမ်လေးတွေအဲ့လိုမျိုးပေါ့နော်ပစ္စည်းလေးတွေလည်းရှိပါသေးတယ်ပြီးရင်တော့စားစရာဆိုင်လေးကတော့ ကွတ်တီယိုဆိုင်လေးကအစားစားစရာလေးတွေကတော့အစုံလင်းရှိရပေါ့နော်ဒီလိုမျိုးကြောက်လေဆွဲကြိုးလေးတွေလည်းဝယ်ပေးလို့ရပါသေးတယ်အဲ့အပြင်ကိုမှဟွာဟင်းရောက်ပြီဆိုရင်တော့မဖြစ်မနေဒီဆိုင်လေးမှာအေးဝင်တောက်ခဲ့ကြည့်ပေါ့နော်သူ့ရဲ့ဆိုင်လေးမှာဆိုရင်တော့ဒီအသီးအစစ်တွေနဲ့လုပ်ထားတဲ့ဟာကိုမှဒီ raw cut လေးနဲ့လုပ်တာရှိရမဟုတ်ဘဲနဲ့အသီးလေးတွေကိုဒီလိုစုပြီးတော့ထားရပုံစံလေးလုပ်ပေးထားတဲ့ဟာလေးလည်းရှိရပေါ့နော်အဲ့ဆိုင်ရဲ့ဈေးလေးရဆိုလို့ရှိရင်လည်း50ကျော်60 88လေးနဲ့တောက်လို့ရတယ်ဒါကတော့ Alice တောက်ခဲ့တဲ့ဒီ mission fruit ပေါ့နော်အတီးတရက်တီနဲ့ mission fruit ကိုရောထားတဲ့ healthy skin အတီးလေးကိုတောက်ခဲ့တာပါသူ့ဆိုင်ရဲ့ဘေးလေးမှာဆိုလို့ရှိရင်တော့ရေခဲမှုကြော်ဆိုင်လေးတွေရှိပါတယ် ice cream roll လို့ခေါ်ကြရဲပေါ့နော်အဲ့ဆိုင်လေးမှာဆိုရင်လည်းဒီအတီးလေးတွေနဲ့လုပ်ထားတဲ့ ice cream roll လေးတွေလည်းရပါသေးတယ်နောက်တစ်ခုအနေနဲ့ကတော့ဒီဖျောင်းလက်ကလေးလုပ်တဲ့ဆိုင်လေးကိုခေါ်တော့ပေးပါမယ်သူဆိုင်မှာဆိုရင်တော့ဒီလိုမျိုးလက်တစ်စုံပေါ့နော်လက်တစ်ဖက်ကိုဆိုလို့ရှိရင်တော့ပတ်200လားမသိလုပ်လို့ရရပေါ့နော်နောက်ဆုံးမှာတော့တရေလဲထွက်လာပါတယ်နောက်ဗီဒီယိုမှာအဲ့ဟာလေးကိုပြန်ပြီး review လုပ်ပေးပါမယ်เนาะ bye bye